လူဘဝရတာချင်းတူတာတောင်မှနေတတ်တဲ့သူကပို့ပြီးတော့စိတ်ချမ်းသာရတယ်။တရက်မှာ24နာရီရတာချင်းတူတာတောင်မှအသုံးချတတ်တဲ့သူကပို့ပြီးတော့အကျိုးရှိတယ်။ဘဝမှာစိတ်ထားတတ်တဲ့သူကအစင်မပြေမှုတွေနဲ့ကြုံလဲစိတ်ချမ်းသာအောင်ထားတတ်တယ်။စိတ်ချမ်းသာအောင်နေတတ်တယ်။တကယ်တော့လူတိုင်းမှာအတွေးကိုယ်စီအပူကိုယ်စီတွေနဲ့ပါ။ဒါပေမဲ့အဲ့ဒီအတွေးတွေကိုထိန်းနိုင်တဲ့သူအပူတွေကိုအေးအောင်ငြိမ်းနိုင်တဲ့သူကအေးချမ်းမှုကိုပို့ပြီးတော့ရသွားတာပေါ့။ဘာမဟုတ်တဲ့သူတွေအတွက်လည်းစိတ်ညစ်မခံပါနဲ့။ဘာမဟုတ်တဲ့အကြောင်းအရာအသေးဖွဲလေးတွေကိုခေါင်းထဲကိုထည့်မထားပါနဲ့။အခုမဟုတ်ရင်တော့မှအချိန်တိုင်းတာတစ်ခုမှာတော့တောင်းလဲခြင်းပြောင်းလဲသွားမှာပါ။ပြီးခဲ့သမျှကိစ္စတွေကိုဒီနေ့မှပဲခြံထားခဲ့ပါ။မနှက်ဖန်ထိတိမ်မသွားပါနဲ့။သူ့ကြောင့်ငါကြောင့်လို့မတွေးဘဲနဲ့ဖြစ်သမျှအကြောင်းအရာတွေဟာဖြစ်တဲ့လို့ဖြစ်တာပဲဖြစ်ချိန်တန်လို့ဖြစ်တာပဲဆိုပြီးတော့တွေးလိုက်ရင်အဲ့လိုတွေးနိုင်တဲ့ပုဂ္ဂိုလ်ကပို့ပြီးတော့အေးချမ်းမှုကိုရရှိသွားကြတာပါပဲဆွေဆက်မျိုးဆက်ပဋ္ဌာန်းဆက်ဆွေတော်မျိုးတော်အပါမမြင်ရတဲ့ပုဂ္ဂိုလ်များနဲ့တကွလာတိုင်းနှရှင်အားလုံးတို့အားရည်စူး၍၎င်းတို့နှင့်ပေါင်းစူး၍၎င်းတို့နှင့်အတူတကွအိမာလာရေးစဉ်ကိုရှင်မြတ်စွာဘုရားတန်တရားကြည်ပြုစားအဖြစ်မမြတ်တန်စဉ်စွာကပ်လူပူစော်ပါ၏အလူခဏတော်မှာဖျားအလူခဏတော်မှာဖျားအလူခဏတော်မှာဖျားဘွားဟောင်းများစွာကတော့ဆက်ခဲ့ဘူးသောဘိုးဟောင်းဘွားဟောင်းမိဟောင်းဘာဟောင်းများနဲ့တကွပဋ္ဌာန်းဆက်ရှိခဲ့ဘူးသောဆွေတော်မျိုးတော်အပါမမြင်ရတဲ့ပုဂ္ဂိုလ်တို့အားကျွန်ုပ်မှပြမြရှိပါကကြည်အေးပေးပါခြင်းနှက်ပေးပါခွန်းလို့ပေးပါသူတို့အားလုံးရဲ့ကိုစားကျွန်ုပ်မှနေမြတ်စွာဘုရားရှင်ရဲ့အိမာလာရေးစဉ်ဖြင့်ကပ်လူပူစော်ပါသည်ဖုံးတော်အနန္တကံတော်အနန္တဉာဏ်တော်တကုတော်အနန္တမေတ္တာတော်အနန္တသစ္စာတော်အနန္တပါရမီတော်အနန္တတို့နှင့်ပြည့်စုံတော်မူသောတတော်တင်ရှားအရှင်မြတ်စွာဘုရားဩဒိတရီမတ်တမှုအာယုံပြီးကျွန်ုပ်ကိုဆောက်ရှောက်သောကုသောနှင့်ကျွန်ုပ်ကိုဆောက်ရှောက်သောအဆောက်အအုံများနဲ့တကွဆွေဆက်မျိုးဆက်ပဋ္ဌာန်းဆက်ဆွေတော်မျိုးတော်အပေါင်းမမြင်ရတဲ့ပုဂ္ဂိုလ်များနဲ့တကွတိုင်းနှရှင်အလုံးတို့အားရည်စု၎င်းတို့နှင့်ပေါင်းစု၍၎င်းတို့နှင့်တူတကွအိမာလာရေးစဉ်ကိုအရှင်မြတ်စွာဘုရားတရားကြည်ပြုသာဖြစ်မှုမြတ်တန်ကလူပူဇော်ပါရဲ့လူခဏုံမှာဖျားလူခဏုံမှာဖျားလူခဏုံမှာဖျားရေးစဉ်ကလူပြီးဤနှင့်ဤရမစ၍လိုင်းကြီးလေးရောက်တောင်ကြီးဘွားကျွန်ုပ်တို့မိသားစုကံကြမ္မာပေါ်ရောက်စေသောတောင်ထိပ်ချပွင့်နောင်နေထွက်ကကြီးသုံးပါးမရှိစေသောနေထွက်ရွှေခွက်နေဝင်ငွေတန်းပြန်စေသောမင်းခေါင်စကားပြောကြမြပါရမရှိသူရစေသောယနေ့မှစကျွန်ုပ်တို့မိသားစုသည်ပဲခြေလန်းနိုင်အောင်ညာခြေလန်းနိုင်အောင်တတ်တည်စီမရှိမသိမဝမရမလှမငါးလုံးဖွဲ့စေတဲ့အညံ့နေကြောပါစေကဆိုးတွေကြောပါစေဝမ်းနည်းမှုတွေကြောပါစေချက်တဲမှုတွေကြောပါစေခွဲခွာခြင်းတွေကြောပါစေငမှုပြမကြောပါစေစစ်မှတ်ဘေးရန်မှလည်းကြောပါစေဩတေတိမဟာတေတိပေါင်းထောင်သမကတိစေတိဩတေတိမဟာတေတိပေါင်းထောင်သမကတိစေတိဩတေတိမဟာတေတိပေါင်းထောင်သမကတိစေတိခုနှစ်သာသမီပေါင်းချမ်းသာ၍ယောဂကပိဒုက္ခပေါင်းတို့မှလွတ်ကင်းအေးချမ်းကြပါစေ